လူစီယာသည်သူမရဲ့သမီးလေးဆိုဖီယာနဲ့အတူအိမ်သို့ပြန်လာခဲ့စဉ်လမ်းကူလက်၌အမျိုးသားလေးဦးကသူတို့ရဲ့လမ်းကိုပိတ်ဆို့လိုက်ကြသည်ထို့နောက်လူစီယာကိုအမောင်ငန်းတစ်ခုအတွင်းသို့အတင်းအဓမ္မဆွဲခေါ်သွားခဲ့ကြပြီးဆိုဖီယာရှင်းမောင်မှာပင်ရရဆက်ဆက်အနိုင်ကျင့်စော်ကားခဲ့ကြသည်သို့သောထိုးရုံမှသူ၄ဦးသည်မိသားစုဩဇာနှင့်အာဏာကြောင့်ဤမျှကြောက်စရာကောင်းသောပြစ်မှုကိုကျူးလွန်ခဲ့တော်လဲဥပဒေပြစ်ဒဏ်မှလွတ်မြောက်သွားခဲ့ကြသည်လူစီယာသည်ဆုံးဆမရှိသောနာကျင်မှုဆိုကြီးတဲ့ကြားရောက်သွားခဲ့ရပြီးထိုစီရင်ချက်ကိုလက်မခံနိုင်ခဲ့သလိုတရားမျှတမှုဆိုသည်မှာဘာလဲဆိုသည်ကိုလည်းလုံးဝနားမလည်နိုင်တော့ဘဲရင်းထဲတွင်ကြေကွဲပျက်စီးခဲ့ရသည်သူမသည်ဆက်ဆုပ်ဖွယ်ကောင်းသောဤကဘာကြီးကိုစွန့်ခွာကအသက်အဆုံးစီရင်ရန်ဆုံးဖြတ်ပြီးရေတကွန်သို့သွားခဲ့သည်သို့တော်ကံကောင်းစွာပင်နောက်ဆုံးအချိန်၌ကားလို့ရောက်ရှိလာပြီးသူမကိုတားဆီးနိုင်ခဲ့သည်သူကသမီးဖြစ်သူဆိုဖီယာအကြောင်းကိုသတိပေးခဲ့သည်ကလေးမလေးသည်ဖခင်မရှိဘဲကြီးပြင်းလာခဲ့ရသူဖြစ်ရာအကယ်၍မိခင်ကိုပါထပ်မံဆုံးရှုံးရပါကမိတို့ဖြစ်သွားမည်ကိုမိသူမျှမခံမနိုင်ပေကာလို့စ်ရဲ့စကားများကိုကြားရပြီးနောက်လူစီယာသည်ထိုအတွေးဆိုးကိုတဖြည်းဖြည်းဆွန့်လွတ်လိုက်တော့သည်ထို့နောက်ကာလို့စ်သည်သူမကိုအိမ်နိုင်ရာရောက်ကိုယ်တိုင်လိုက်ပို့ပေးခဲ့သည်လူစီယာစိတ်ချနေမှာအလွန်မတိမငြိမ်ဖြစ်နေစေဆိုသည်ကိုသူကောင်းစွာသိသောကြောင့်ဆိုဖီယာထံဖုန်းနံပါတ်တစ်ခုပေးခဲ့ပြီးအိမ်တွင်တစုံတစ်ခုထပ်မံဖြစ်ပွားပါကသူ့ထံချက်ချင်းဖုန်းဆက်ရန်မှားကြားခဲ့သည်သို့တော့ကာလို့စ်ထွက်သွားပြီးမကြာမီမှာပင်ဆိုဖီယာသည်တကားဝါမှထူးဆန်းသောအတန်တစ်ခုကိုကြားလိုက်ရသည်တကားကိုဖွင့်ကြည့်လိုက်သောအခါသူမလုံးဝတုံးလုံးခြောက်ချသွားခဲ့ရသည်သူမကြောင်ကလေးမှာရက်ဆက်စွာတပ်ဖြတ်ခံထားရပြီးအိမ်ရှိတွင်တွဲလောင်းဆွဲချိတ်ထားခြင်းခံထားရသည်သူမမိခင်ကိုနာကျင်အောင်လုပ်ခဲ့သောထိုမိတ်ဆာများသည်ပြစ်ဒဏ်မှလွတ်မြောက်သွားရုံနဲ့မကဘဲယခုကဲ့သို့ရဲတင်းစွာလာရောက်ချင်းချောက်ဝင်ကြလိမ့်မည်ဟုဆိုဖီယာလုံးဝမထင်မှတ်ထားခဲ့ပေအခြားရွေးချယ်စရာမရှိဘဲဆိုဖီယာသည်ကာလို့စ်ထံချက်ချင်းဖုံးဆက်အကြောင်းကြားခဲ့သည်ဖြစ်ကြောင်းကုံစင်ကိုတီးလိုက်ရသောအခါကာလို့စ်သည်ဒေါသအမြောက်များထွက်သွားခဲ့ရသည်ထိုရာဇဝတ်သား၄ဦးသည်ပြုပြင်ပြောင်းလဲ၍မရတော့မှနောက်ဆုံးတွင်သူနားလည်သွားခဲ့ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တော့သည်သူကိုယ်ပိုင်နီးလန်းဖြစ်တာတရားမျှတမှုကိုဖော်ဆောင်ပေးတော့မည်ဖြစ်သည်ထိုညမှာပင်သူသည်ထိုအထဲမှတဦးနောက်သို့တိတ်တဆိတ်နောက်ယောင်ခံလိုက်သွားခဲ့သည်ထိုသူသည်အရက်များအလွန်အမင်းမူးယစ်နေပြီးလမ်းမပေါ်တွင်တောင်းကျမ်းနေချိန်၌ကာလို့စ်သည်တွန့်ဆုတ်မနေဘဲနေရာမှာပင်တနက်ဖြင့်ပြစ်ခတ်လိုက်သည်သူရဲ့အမြင်တွင်မူဤဒီမှာထိုသူနှင့်ထိုက်တန်သောပြစ်ဒဏ်ပင်ဖြစ်တော်သည်သို့တော့ထိုးလို့ရသည်ရဲတပ်ဖွဲ့အတွင်းစစ်စစ်ဆက်ဆက်တင်ကာမကင်းဖြစ်မှုများကိုချက်ချင်းနှိုးဆွပေးခဲ့သည်အဘဲကြောင့်ဆိုသောတေဆုံးသူမှာစော်ကားနှိပ်စက်မှုအမှုတွင်ပါဝင်ပတ်သက်သူတဦးဖြစ်ပြီးထိုအမှုကိုလည်းကာလို့စ်ကိုယ်တိုင်ကင်တွယ်ခဲ့ခြင်းကြောင့်ဖြစ်သည်ထို့ကြောင့်ရဲတပ်ဖွဲ့ကဒါဟာတကူရေဆက်ရန်ညိုးကြောင့်ကလဲစားချေခြင်းဖြစ်နိုင်သည်ဟုတန်တရားဝင်လာကြသည်သို့တော်ကာလို့စ်သည်အရာရာကိုကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်မနေ့ညကအလွန်မှောင်မဲနေကြောင်းနဲ့ဘာမှထွက်လာစဉ်တောက်စားထားကြောင်းသူကပြောဆိုခဲ့သည်လမ်းမပေါ်တွင်ပြဿနာရှာနေသူတဦးကိုတွေ့ရှိခဲ့၍ဝင်ရောက်တားဆီးရန်ကြိုးပမ်းခဲ့တော်လဲထိုရာဇဝတ်သားကဓမြောင်းကိုရုတ်တရက်ထုတ်ယူကရဲအရာရှိကိုတိုက်ခိုက်ရန်ကြိုးစားခဲ့သောကြောင့်အခြားရွေးချယ်စရာမရှိဘဲခုခံပိုင်ခွင့်အရာပြစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်ကာလို့စ်ထွက်ဆိုချက်မှာအပြစ်ပြောစရာမရှိအောင်ပြည်စုံလွန်လာတော့လဲတာဝန်ရှိအထက်လူကြီးများကမူအမှန်တကယ်မြည်သူဖြစ်ပျက်ခဲ့သည်ကိုသိရှိနေကြသည်တိုက်ခိုက်သူသည်ရဲအရာရှိကိုအမှန်တကယ်တိုက်ခိုက်ခဲ့သောကြောင့်နောက်ဆုံးတွင်သူ့ကိုနှုတ်မိတ်သတိပေးုံများသာပြုလုပ်နိုင်ခဲ့ကြသည်ထိုနည်းဖြင့်ကာလို့စ်သည်အကြက်တဲကိုလွဲကူစွာဖြည့်ရှင်းနိုင်ခဲ့ပြီးထိုရုံးမာသူများအနက်ပထမဆုံးတဦးကိုရှင်းလင်းပစ်ခဲ့သည်သို့တော့ထိုလက်စားချေမှုမှာစတင်ရုံများသာရှိသေးသည်ထို့နောက်ကာလို့စ်သည်လူစီယာအသက်ဆုံးစီရင်ရန်ကြိုးစားခဲ့သောရေတကွန်သို့ပြန်သွားခဲ့သည်အရာရာပြင်ဆင်ပြီးသွားချိန်တွင်ထိုနေရာသည်အပြစ်ရှိသူများရဲ့ညီကုန်းချုပ်ရာနေရာလည်းဖြစ်လာပေလိမ့်မည်ကာလို့စ်သည်ရှေ့နေဂျာဗီယာရဲ့အကူအဖြစ်ဟန်ဆောင်ကအမှုအကြောင်းဆွေးနွေးရန်ရှိသည်ဟုဆိုပြီးကြန့်ရှိနေသောပါဝင်ပတ်သက်သူ2ဦးကိုချိန်ဆိုလိုက်သည်ထို2ဦးသည်မြည်သည့်အရာကိုမျှတန်တရားမဝင်ဘဲသဘောတူထားသည့်နေရာသို့မုံတိုင်းထန်နေချိန်၌ရောက်ရှိလာခဲ့ကြရာနောက်တစ်စက္ကန့်တွင်တေခြင်းတရားကသူတို့ကိုစောင့်ကြိုနေသည်ကိုလုံးဝသတိမထားမိခဲ့ကြပေကာလို့စ်သည်ဒေါသအုံဖြင့်တိုးကပ်သွားပြီးသူတို့ကိုတနက်ဖြင့်အကြိမ်ကြိမ်ပစ်ခတ်ခဲ့သည်ထို့နောက်သူတို့ကိုရေတကွန်အောက်ခြေသို့ပစ်ချလိုက်သည်မိုးရေကတဲလွန်စွာမှန်သမျှကိုရှော့ဖို့ပျောက်ကွယ်စေမည်ဖြစ်သောကြောင့်မုံတိုင်းထန်သောညကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်ထို့အပြင်ထိုနေရာသည်နေဆက်နှင့်လည်းနီးကပ်လျက်ရှိသည်မထွက်ခွာမီရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုအပြီးတွင်ကားအတွင်း၌မြေပုံတစ်ခုကိုတမင်တကာခြံထားခဲ့သည်ထိုသူ2ဦးစလုံးကိုထွက်ပြေးလွတ်မြောက်နေသူများအဖြစ်သတ်မှတ်လိုက်ကြသည်ထိုသတင်းကိုကြားသိရသောအခါထိုရလက်သည်လူစီယာအဖြစ်ကင်းစင်မှုကိုပါတက်သေးပြရာရောက်သွားခဲ့သည်လူစီယာသည်နောက်ဆုံးတွင်စိတ်ပေါ်ပါသွားပြီးအပြုံးများပြန်လဲဆန်းတစ်လာခဲ့သည်သူမသည်စိတ်လက်ပေါ်ပါစေရန်ဆိုဖီယာနှင့်အတူအပြင်ထွက်ခဲ့တော်လဲဈေးဝယ်စင်တာတွင်လမ်းလျှောက်နေစဉ်နောက်ဆုံးကြန့်ရှိသောရာဇဝတ်သားသည်ဆိုဖီယာရဲ့အနောက်မှရုတ်တရက်ပေါ်ထွက်လာခဲ့သည်သူသည်သူတို့အားအပြစ်ကင်းစင်ကြောင်းနောက်တစ်နေ့တွင်မီဒီယာများရှေ့၌လိန်ညာထွက်ဆိုရန်မျက်နှာချင်းဆိုင်ချင်းချောက်ခဲ့သည်မဟုတ်ပါကသူတို့ကိုအေးချမ်းစွာနေထိုင်ခွင့်ပေးမည်မဟုတ်ကြောင်းပြောဆိုခဲ့တော်လဲသူစကားများမြည်မြပင်ရက်ဆက်ပါစေသူရဲ့ညီကုန်းသည်မြည်မြအထိထိတ်လန့်ပွေကောင်းမည်ကိုလုံးဝမထင်မှတ်ထားခဲ့ပေထိုညမှာပင်အိမ်သို့ပြန်ရောက်သည်နှင့်ကာလို့စ်သည်စောင့်ဆိုင်းနေပြီးဖြစ်ရာသူရဲ့နဖူးကိုတနက်ဖြင့်တိုက်ရိုက်ချိန်ရွယ်လိုက်သည်ထို့နောက်တေချင်းတရားချင်းချောက်မှုအောက်တွင်သူ့ကိုဝန်ခံစာရေးခိုင်းခဲ့သည်ထိုသူသည်အရာရာပြီးဆုံးသွားချိန်တွင်နာခံယုံမအပအခြားရွေးချယ်စရာမရှိခဲ့ပေကာလို့စ်သည်ထိုနည်းဖြင့်လက်နက်ပေါ်တွင်သူလက်ပွေရာများကိုပါကြံရစ်စေခဲ့သည်ထိုရုံမှသူများအနက်နောက်ဆုံးတစ်ဦးသည်နောင်တရစိတ်ဖြင့်အဆုံးစီရင်သွားခြင်းဖြစ်သည်ဟုရဲတပ်ဖွဲ့ကကြေညာခဲ့သည်ထို့ကြောင့်ကာလို့စ်သည်သူ့ရဲ့ကိုယ်ပိုင်နီလန်ဖြင့်ထိုမိခင်နှင့်သမီးအတွက်တရားမျှတမှုကိုနောက်ဆုံးတွင်ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့တော်သည်